ဝန်ကြီးရာမှာရှေ့ဆောင်လမ်းပြဆရာတော်တစ်ပါးအဖြစ်ဂုံသတင်းမွေးပြန်လာပြီးဖုံတော်လေးလိုလဲလူတီများကြတဲ့အရှင်အဘေယလင်္ကာရအတက်ကငယ်ပေမဲ့အတိကျွယ်ပြီးမေးသမျှမေခွန်းတိုင်းကိုချက်ချင်းဖြေဆိုနိုင်တဲ့အပြင်ဘုရားရှင်ရဲ့ချမှတ်ထားတဲ့ဝန်ကြီးတွေကိုအမြဲလေးစားလိုက်နာတဲ့အရှင်အဘေယလင်္ကာရဆရာတော်ဖျားဤထူးခြားချက်များသာသနာပြုရွေချက်များနဲ့ထေရပတ္တိတို့ကိုအများသူငါသိရှိကြည်နူးသတာပွားများနိုင်စေဖို့အတွက်ကျွန်တော်ရဲ့ Something for You မှာပြန်လည်ပူဇော်မျှဝေပေးလိုက်ပါရခင်ဗျာအရှင်အဘေယလင်္ကာရခေါ်ဖုံးတော်လေးဟာဝန်ကြီးတွေကိုစောင့်ထိန်တဲ့နေရာမှာနာမည်ကျော်ကြားရုံသာမကမေလာသမျှမေခွန်းတိုင်းကိုရှုထောင့်မျိုးစုံကနေတဘာဝကြကြချက်ချင်းဖြေဆိုနိုင်တဲ့အပြင်မျက်နှာတော်ဟာလည်းအမြဲကြည်လင်ဝန်းပါနေတာကြောင့်လဲလူသိထင်ရှားကြော်ကြားပါတယ်။ဖုံးတော်လေးထူးခြားချက်များမှာခုနှစ်တန်းဆောင်းမေးပွဲဖြေဆိုပြီးချိန်နွေရာသီကျောင်းသုံးလပိတ်ရက်မှာအတော်ဖြစ်သူရဲ့ကောင်းမှုကြောင့်ရှင်သားမဏေခဏကွခဲ့ပါတယ်။ဇရာကောင်းနဲ့တွေ့ပြီးတော့အယိုးစုကမ္မထံကိုအားထုတ်ခဲ့ရာပါရမီအောင်ကုသိုလ်ကံကြောင့်2လနေပဲပေါင်မြောက်ခဲ့ပါတယ်။ဒီလောကလုံးဟာအပြတ်တွေအယိုးစုတွေကြီးပဲမြင်တွေ့နေရတဲ့ပါရမီရှင်ဖုံးတော်လေးဟာအသက်73နှစ်အရွယ်ရှစ်တန်းကျောင်းသားဘဝမှာကျောင်းတက်နေရင်ကျောင်းဆင်းချိန်အိမ်ကိုလုံးဝမပြန်တော့ပဲသာသနာ့ဘောင်ကိုဝင်ရောက်ဖို့အတွက်ဘုန်းကြီးကျောင်းကိုသာသွားခဲ့ပါတယ်။ဒီကျောင်းကိုခမဲတော်နဲ့မေတော်တို့ကသိရှိရတဲ့အခါမွေးစင်းထဲမှာအကြီးဆုံးသားဖြစ်တဲ့အတွက်ငိုယိုပြီးတားခဲ့ပေမဲ့ပါရမီရှင်ဖုံးတော်လေးကတော့လူပောင်ကိုပြန်မသွားတော့ပဲသာသနာ့ဘောင်ကိုပဲထာဝရရှောက်လန်းခဲ့ပါတယ်။ဒီနေ့မှာအလူရှင်တူဟာအလူဝဲပြီးတကြောင်လုံးမှာယဟန်တန်ဃာတော်များကိုဝတ္ထုငွေများဆက်ကလှူဒန်းခဲ့ပေမဲ့အသက်14နှစ်သာရှိသေးတဲ့ဖုံးတော်လေးဟာဝတ္ထုငွေကင်ခြင်းဟာဘုရားရှင်ရဲ့ချမှတ်ထားတဲ့ဝန်ကြီးတွေနဲ့မကိုက်ညီတဲ့အတွက်လက်ခံခဲ့ခြင်းမရှိပါဘူး။တက္ကမတွေကအမျိုးမျိုးဖြောင်းပြပြောဆိုပေမဲ့နောက်ဆုံးမှာတော့လက်လျှော့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲဖုံးတော်လေးဟာငါဒီတနေ့တစ်ချိန်ကြာရင်ဝန်ကြီးရှေ့ဆောင်ဆရာတော်တစ်ပါးဖြစ်ရမယ်ဟုဆိုပြီးကြီးမားတဲ့ရွယ်ချက်တစ်ခုကိုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ဖုံးတော်လေးရဲ့ထေရပတ္တိကတော့ငင်းနမင်းမှာမောင်စိုးကျော်ထွန်းဖြစ်ပြီးခမဲတော်ဦးထွန်းအေးချိုင်မေတော်ဒေါ်ဝင်းသိန်းတို့မှ1349ခုနှစ်တော်သင်းလာဇန်တရက်တနင်္လာနေ့မှာရခိုင်ပြည်နယ်စစ်တွေမြို့မိဇန်ရက်ကွာမှာမွေးဖွားတန့်စင်တော်မူခဲ့ပါတယ်။1363ခုနှစ်မှာစစ်တွေမြို့အေးတော်ရဆရာတော်ထံဥပ္ပစ္စေယူလျက်ရှင်သာမဏေအဖြစ်သို့ဝင်ရောက်ပြီးဖားအောင်တော်ရမဟာစီရိတ်တာပန္နိတရာမရွှေတောင်ကုန်းရိတ်တာတို့မှတရားအားထုတ်ခဲ့ပြီးတော့1368ခုနှစ်တကူးလာဇန်6ရက်တောက်ကြနေ့နနက်8:53မိနစ်အချိန်တန်လျင်မြို့ဖားအောင်တော်ရသာသနာရိတ်တာမှာရေဦးဆရာတော်ထံဥပ္ပစ္စေပြုလျက်မြင့်မြတ်သောယဟန်ဖြစ်သို့ရောက်ရှိခဲ့ပါတယ်။ဘုန်းတော်လေးသာသနာပြုဒိဋ္ဌံခံယူချက်မှာအကျင့်လဲပြင်စာလဲတင်မြင့်တင်သာသနာဟူသောဆောင်ပုဒ်ကိုဦးထိပ်ပန်းစင်လျက်တရားတရားဖြင့်ကျောင်းတိုက်သို့ရောက်ရှိလာကြသောစာသင်သားတိုင်းပါဠိစာပေကိုဖတ်တဲ့ရုံသာမကရေးတတ်ပြောတတ်အောင်အခြေခံကြကြသင်ယူစေလိုခြင်းဝိနည်းတော်နှင့်အညီစာပေကိုသင်ယူစေလိုခြင်းလက်တွေ့ပါသောသင်ယူခြင်းမျိုးဖြစ်စေလိုခြင်းစမေဝဲကျမ်းစာများသာမကအခြားသောပါဠိတော်အထကရာဒီဃာကျမ်းတွေကိုလည်းသင်ယူစေလိုခြင်းဟူသောရည်ရွယ်ချက်ဖြင့်ပရိယတ္တိစာသင်တိုက်ကို